Yo, what's up, guy? ခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရောက်တာဖိပူလီမျိုးရဲ့အထင်ကြီးဖြစ်တဲ့ Monkey Mountain လို့ခေါ်တဲ့မြောက်တောင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဆုံးကနေဆိုလို့ရှိရင်နိုင်ဝက်လောက်နင်းရတယ်ခင်ဗျစပိန်နဲ့ဆိုဟုတ်ပါတစ်ဆိုတော့ဒီလိုင်းလွတ်တတ်တာโอ้มันจะได้ไหมสเปนมาทำโยมองตีพูดเลยลำข้างหน้าดิจะนอนรถพยาวนพุ่มเลยมาขนาดทำโอเคขนาดท้าบอกมาตรงนี้โอเคมาเท่กันได้มาได้เราคุยย้อนชิ้นนี้นะไม่ต้องพูดอะไรนะที่สิบเดียวไปติดตามตัวบ้านทั้งหลายตรงนี้ในโอกาสวันนี้วันนี้น้องของที่รักษาตัวของท่านเองจงได้รับผลรับผลและนำไปกล่าวคำนี้เราด้วยอำนวยด้วยพรใจให้แก่ผู้ที่ตั้งบุญตั้งลาในโอกาสวันนี้ด้วยเถิดဒါတော့နောက်တော့ဖြစ်ပါတယ်ခင်ဗျာဟယ်လိုအရန်တက်ပဲပါတယ်ခင်ဗျာဒါတော့လိုင်းကူလေးဆင်းလာပါခင်ဗျာကဲကျွန်တော်တို့တောင်အောက်ကိုစဆင်းပါပြီခင်ဗျာဒါတော့လိုင်းကူတွေကဖျားပါနော်တော့ဗီဒီယိုရိုက်ကြတာလုံးမြန်ဟုတ်ခဏတော့ဘူးနားခဏနော်မရတော့နားဒါတော့အရင်တိတ်ဆိတ်တယ်ဗျာครับจำได้เกิดวันอะไรใส่เป็นเตือนกันครับผม20 บาทเองเดินใส่ทุกวันเลยมาဒါကတော့သူတို့ရဲ့ဘယင်ပထမဆုံးဘယင်ပေါ့နော်ဘယင်မင်းဆက်ပေါ့သူကရုပ်ထုทำบุญ20 บาทตรงนี้เลยมาครับဒါမွေဟုတ်တယ်ရောရမ်းမှတယ်ခင်ဗျာ
ကပ်ဒါကတော့ကျွန်တော်တို့အပေါ်ထပ်တက်တာပေါ့နော်ပေါ်မှာလည်းဒါဖျားရှိရတဲ့ဒီဘက်တွေကတော့သွားလို့မရဘူးဗျလိုက်လက်စီးရဒီဘက်ထဲကတော့သွားလို့မရဒါကျွန်တော်ပေါ်တက်မယ်နော်ဒီနေရာမှာတော့အတန်တိတ်ထွက်လို့မရဘူးဗျဒီနေရာတိတ်ဆိတ်နေပြီဆိုတော့ဖျားမှုတွေအများကြီးရှိရောလေအတန်တော့တိတ်ထွက်လို့မရဘူးဗျကဲပြီးကြရင်တော့ကျွန်တော်တို့တောင်အပေါ်တက်မယ်ဗျတောင်အပေါ်တက်ပြီးတော့ကျွန်တော်တို့တောင်အထဲထဲကိုပြန်ဆင်းဒါဆိုလို့ရှိရင်နှစ်ပေါင်း100ကျော်ပြီဗျကျွန်တော်ကြီးစင်းလို့ပြီပေါ့နော်ဒါတော့ခေါင်းလောင်းနေပါနော်ကျွန်တော်ခေါင်းလောင်းထိုးလို့ရမယ်ကျွန်တော်တို့ခုနှစ်တက်ကလေးလည်းရေးထားတယ်ဗျကျွန်တော်တော့မဖတ်တော့ထိုင်းလူတွေရေးတာတော့လည်းနားမလဲဘူးကဲဒါတော့ကျွန်တော်တို့ပြန်ဆင်းမယ်ပြန်ဆင်းမယ်အဲ့ဒီခုနကဒီဖေးနှစ်ပေါင်း100ကျော်ပြီဩစီရီကြီးစင်းလို့ဟုတ်ဘူးအောင်တွေကလက်ထက်တယ်တပ်ပဲပါတယ်ဗျာဒါတော့အပေါ်ကြီးရလိုက်တာပေါ့နော်အရင်မိုက်တယ်ခင်ဗျာပြတ်စရာสวัสดีครับสวัสดีโอ้โหมือสกปรกออกไปกินเอามือเข้าไปเช็ดตัวเองเลยเช็ดตัวเองဒါတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဖရားရဲ့ရှိတော့ရပါဗျဆရာမလှထုံးချက်ကိုအရန်ကိုတက်ပဲတယ်ဗျ
ဒါကတော့ကျွန်တော်တို့တောက်အောက်ကိုပြန်ဆင်းလာပြီပေါ့နော်နောက်တစ်ခါတောက်အပေါ်တစ်ခါပြန်တက်ရင်လေကားနဲ့လောဆယ်ကျွန်တော်တို့ခဏနားမယ်ကျွန်တော်တို့နားယူမယ်ရေလေးပါလေတောက်မယ်နော်ဒီလမ်းတက်မှာဗျလမ်းတော့ကျွန်တော်ဆက်တက်ပြီကဲလေကားလည်းနဲ့မဆော့တယ်ဆော့တယ်မွေးလို့ကားမလေးရလည်းမွေးနေပါပဲဒီအားလုံးနဲ့ဒီချာလေးလုံးဟုတ်ဒီကောင်ကဟိုဖြစ်လို့မရဒါတိတ်မပါတော်မောကတော့ဒီက3တက်လောက်ကျန်ပြီဟိုးဟောလိုက်တာဟိုးတော်မြင်တယ်ဗျာကျွန်တော်တို့အခုကတော့နောက်တစ်ဆင့်ထပ်တက်မယ်ဗျလေကားကတော့3ဆင့်တက်မယ်အပေါ်လေလေကား3ဆင့်တက်မယ်ကျွန်တော်တို့မြောက်တွေကိုလည်းကြည့်ရသေးတယ်မြောက်တွေကဒီဘက်မှာအရန်ဆိုးတယ်ပစ္စည်းလူဘာတွေလူနေဆိုတော့ကျွန်တော်တို့သတိထားပြီးတော့သွားမယ်ဗျဒီမှာကဆုံးရိခုံနေတာဒါအပေါ်ဆုံးရိခုံနေသိရမလားမိုဘိုင်းလေးချက်နေစမ်းနေပြီတခင်စမ်းနေဒါအပေါ်တယ်ဒီဘက်မှာလူဆိုးတွေကဲကျွန်တော်နောက်တစ်ဆင့်ကိုထပ်ထွန်းလိုက်အောင်ဗျာဟိုးမမြောက်ပေါက်စားလေးတီးကောင်းအဲ့ဒီကောင်းနေတယ်ဘုံဆိုတတိထားမယ်ဟိုတက်နေပါပြီနောက်တစ်ဆင့်ကိုထပ်ထွားနေတာဗျနောက်တစ်ဆင့်ဒီကနောက်တစ်ဆင့်ဆိုရင်တော့ကျွန်တော်တို့တောင်ပေါ်ရောက်ပြီဗျနောက်ကားမလေးရလည်းမွေးနေတာပါပဲဒီကိုကြာနေပြမယ်လို့ဒါပြီးလို့နေရာထဲမှာတော့ CCTV ရှိရဗျဒီပါလေတတိထားပြီးတော့တွားမယ်ဗျကျွန်တော်တို့မြောက်ရန်နေကြားရန်နေပြီကျွန်တော်တို့ကျိုးထားပြတက်နေရပါတော့အရန်တာရတယ်ဗျကျင်းနေတာကကြီးနဲ့တာရတယ်ကားမလေးရမွေးနေတာပါပဲမြောက်ကလည်းကြည့်နေရပါတယ်ကျွန်တော်တို့လည်းတောက်ခွင့်မရှိဘူးဗျမြောက်တွေတအားပေါ်တယ်ဗျဘယ်နေရာဆင်းလာမလဲဆိုတော့ကျွန်တော်တို့ရှင်တစ်ထည်နဲ့စောင့်နေရတယ်ဗောနော်နေရာလေးရှိပါတယ်ခင်ဗျာမလို့အပေါ်မှာခဏနားမယ်ဗျတောင်းရမ်းမယ် What the fuck ဟိုး